ကျွန်တော်ဒီနေ့တော့ကျွန်တော်ပြည့်တက်ကိုကြားတစ်ထုပ်ကိုဖြောဆက်ရှင်အကြောင်းနည်းနည်းတော့ပြောပြမယ်ဗျ။ကြားဆိုတာဘာလဲ။ကြားဆိုတာဘယ်လိုဖြစ်တည်နေရလဲ။ကြားဆိုတာဘယ်လိုမျိုးသိရှိနေရလဲ။ကြားကျွန်တော်တို့တွေကိုဘယ်လိုမျိုးတက်ရောက်မှုပေးနေရလဲ။ကြားဘယ်လိုအရာမျိုးလဲ။ကြားဆိုတာဘာလဲ။ကျွန်တော်ဒီနေ့တော့အဲ့အကိုကျွန်တော်ကုန်းစားရေးဆုံးကျွန်တော်တီးလောက်ကျွန်တော်တွေးနေတယ်အဲ့အလေးဖန်တီးပြမယ်ဗျ။ကြားဆိုတာကျွန်တော်တို့တက်ရှိတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ဓာတ်ပစ္စည်းတစ်မျိုးပဲဗျ။ကျွန်တော်တို့ကအဲ့ကြားဓာတ်ကိုကျွန်တော်ရဲ့ခန္ဓာကိုယ်မှာလိုအပ်တယ်ဗျ။တက်ရှိတိုင်းအဲ့ကြားကိုတကယ်လိုအပ်တယ်။အဲ့ကြားမရှိတဲ့ခန္ဓာကိုယ်ကလက်ပတ်စီစဉ်မှုမရှိတော့တဲ့သွေးသားတစ်ခုပျောက်ဆုံးနေတဲ့အရာတစ်ခုပဲဖြစ်သွားတယ်ဗျ။ပြီးတော့အဲ့တက်ရှိတိုင်းအဲ့ကြားကိုအမှန်တကယ်လိုအပ်ကြတယ်။ငှက်လားစော်လားကြားရလားစင်လားနောက်ဆုံးများကိုယ်ကိုယ်ပဲပို့ခါလားဟုတ်အဲ့တော်လေးကိုလုံးတခြားလိုအပ်ပါအဲ့ဒါမှပြည့်စိတ်နဲ့ပါပါသေးကစိုးဦးကြံပေတီမပြောတီပန်းတီတော်တီတခြားအရှိုးတရှိရဲ့အတီးအကုန်လုံးကျွန်တော်လူသားတွေတရှိတိုင်းစားကြတာဘာလို့လဲဆိုတော့အဲ့ဒါကျွန်တော်တခြားကိုလိုအပ်လို့ပါကျွန်တော်ဆိုမြင်ဘူးရဲ့ဗျငှက်တွေစားတဲ့ဒီအုပ်ရှိတီလို့ပြောတော့အလုံးတစ်လုံးတောထဲမှာပင်ပေါက်တဲ့ဒီမျိုးပဲအဲ့ဒီတီကိုငှက်ရစားကြအဲ့မဲ့ကျွန်တော်လူသားတွေစားတဲ့အခါမှာကျွန်တော်တို့တော့ဆိုးရတာအဲ့ဒီရတာဒါပေမဲ့အဲ့ငှက်ကဘာလို့စားလဲဆိုတော့သူကအဲ့ဒီအတီးရသူတခြားတဲ့ပင်လို့ပြီးတော့ကလေးတွေဆိုရင်အကောင်ပေါက်တွေဆိုရင်တခြားတက်ကိုသူတို့ကပိုးလို့တော့လုပ်နေရတယ်သူတို့ခန္ဓာကိုယ်အဲ့တခြားတက်ကိုတောင်းတနေကြအဲ့တော့ကလေးတွေကအဲ့တခြားတက်ကိုသူတို့ကြိုက်ကြတော့အဲ့တော့ဒီမှာကလေးရရှူသားစားဆိုတော့အဲ့တခြားတက်သူကအရေးရွှမ်းနေကျွန်တော်ရှာဖို့ရောက်တာနဲ့အကောင်ဆွမ်းပြတယ်ဒီရှူပြမှုတွေကျွန်တော်ရှာဖို့ဒီကိုစိတ်မျိုးပြောကြပါအဲ့ရတာတော်တော်ကြီးကိုသူ့မတူအောင်ကောင်းပြီးတော့နေတောင်ရောက်သွားတယ်ပြီးတော့သူ့ရဲ့အရှူတက်ကကျွန်တော်တို့တွေအုံတော့ဒိုဖာမင်းရဲ့ဓာတုတက်တွေတိုးလာစေတယ်ဒီအုံတော့တွေမှာဒိုရာမျိုးတွေတိုးလာတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာဘောဂိုက်တစ်ခုတော့ပို့ပြီးတော့လှပလာကျွန်တော်စားနေလေအရာပို့ပြီးတော့စားရှင်တယ်ပြီးတော့ကျွန်တော်အသက်ရှင်ရတာလည်းပို့ပြီးတော့ထိုက်တန်လို့ခံစားလိုက်ရတယ်သူ့ရဲ့အစွမ်းကနေကျွန်တော်တို့တွေကလောကကြီးကိုရှုမြင်လိုက်တဲ့အခါပို့ပြီးတော့အယောင်ဆိုလာဗျကောင်းကင်ကိုကြည့်မလားကျယ်ကိုကြည့်မလားနေသားတဲ့နေ့တွေဒါမှမဟုတ်တောင်ကုန်းတွေကိုကြည့်မလားဒါမှမဟုတ်ပင်လယ်ပြင်မှာလီငင်းခံမြူမြောက်ကမ်းရှိကိုရိုက်ခတ်လာတဲ့လိုင်းတပိုးလေးတွေကိုကြည့်မလားဒါမှမဟုတ်အဲ့ဒီနီးနားတီပြေးပြီးသွားပြီးတော့ပင်လယ်ကမ်းစက်ကနေကိုရှိတော့ပင်လယ်လိုင်းတွေတက်လာတော့ခံစားမလားတော်ကြီးကိုမှုကောင်းတော့နေဗျဟုတ်ပါဒါတခြားတဲ့အစွမ်းပါပဲကျွန်တော်တို့ဖြစ်ရှင်တဲ့အရာကိုလုံးလောက်အောင်လှုပ်ရှင်အောင်နှိုးဆွပေးရဗျာစဉ်းစားကြည့်ဗျာကျေပြောနေတဲ့မြက်ခင်းပြင်းကျေရဲ့အပေါ်မှာတောင်ကုန်းကြီးရှိရဗျာအဲ့ဒီအရာကိုကျွန်တော်မြင်လိုက်တာနဲ့အဲ့ဒီတခြားဓာတ်ကကျွန်တော်တို့ပြေးပြီးထွက်သွားရှင်အောင်လှုပ်ဆောင်ပေးနိုင်တယ်အဲ့ဒါတကယ်ကိုမိုက်တယ်ဗျာကဲအဲ့ဆိုကျွန်တော်ဒီနေ့တော့ကျွန်တော်နေ့စဉ်လူနေမှုဘဝဖြစ်တဲ့မြို့ပြရေးစီကိုပြန်ပြီးအလဲထောက်ပြန်သွားကြည့်အောင်ကျွန်တော်မြို့ပြမှာဆိုတော့တခြားကိုကျွန်တော်လည်းတီးတန့်ဖြော်ရင်းနဲ့လုံးမတော့ကြတော့ဗျရွာရင်တော့ရွာတွေမှာတော့ဘုတော့ကျွန်တော်မြို့ပြတွေမှာကျွန်တော်အေးခန်းတွေမှာရေကစားတဲ့ထဲမှာတခြားစားတော့တခြားတဲ့ပို့ပြီးတော့စားပေါင်းများစွာပြင်းတဲ့အရာတွေနေရာယူလာတယ်ဒါကလည်းကျွန်တော်လူသားတွေရဲ့အုံတော်ရဲ့လှုပ်ဆောင်မှုကြောင့်ပါပဲကျွန်တော်လူသားတွေကဒီຢာတစ်ခုတည်းပဲထက်ကတူးနေထက်ကစားသုံးနေထက်ကခံစားနေရကျွန်တော်ကအဲ့ဒီຢာကြီးထူလာတဲ့အတွက်အဲ့ဒါပို့ပြီးအစာပေါင်းများစွာပြင်းလာတဲ့အရာတစ်ခုသုံးလာရတာတခြားအစာမတန်များတဲ့အချိုးရည်တွေပေါ့ဟုတ်တယ်မလားဆိုတော့အဲ့ဒီအချိုးရည်တွေမှာဘာတွေပါလဲကိုလာကိုကကျွန်တော်တွေကိုလာကိုကိုတောင်းလိုက်လို့ဆိုပါတော့ကျွန်တော်ရဲ့စိတ်ထဲမှာကျွန်တော်တို့ယုံကြည်မှုရပါကျွန်တော်တို့ရအောင်ရဲဆိုင်လာပါကျွန်တော်တို့ကားခုန်ရှင်လာကျွန်တော်တို့ပြောပါရှင်လာစိတ်လို့ကိုလို့ယူသွရှင်လာကျွန်တော်ကိုဆိုရင်အဲ့ကိုလာကိုကဘယ်လောက်ထိအောင်ဆွမ်းတက်ရောက်လဲဆိုတော့ကျွန်တော်အောက်ကိုငုံကြည့်စီနေရှေ့မျက်စိရှေ့ကအရာကိုပဲကြည့်နေစေဘူးတုံးဆုံပေးရတယ်
အဲ့ရှင်မှာတရားရောကတဏှာသွားမလားလို့ပြောလိုက်တယ်လူကတက်ကြွတယ်သွားမယ်ကိုချမချဘူးကျွန်တော်ကတော့အဲ့ခံစားချက်ကိုတကယ်ကိုကြိုက်ပါတယ်ကျွေးရင်တော့တိတ်ရမကြိုက်ပါကျွေးရင်အကောင်တောက်ပြီးကျွန်တော်တားပါစတဲ့မှာကတွင်းတားရှူလို့ကျွေးစိမ်းတော့ကြိုက်တာသူရဲ့ရတာနည်းနည်းပြင်းလေးမလို့ရနေစင်ဆိုတော့ကျွန်တော်ကူလာကူကာနဲ့ပတ်စီဘယ်ဟာကိုကြိုက်လဲလို့မင်းကျွန်တော်ပတ်စီလို့ပဲဖြေလိုက်မှာမြန်မာနိုင်ငံပတ်စီမဟုတ်နော်ထိုင်းနိုင်ငံပတ်စီစဉ်းစားကြည့်ဗျာကျွန်တော်နိုင်ငံကြီးမြန်မာနိုင်ငံပတ်စီနဲ့ထိုင်းနိုင်ငံပတ်စီအောင်ကွာသေးတယ်ကျွန်တော်ပထမဆုံးဝယ်တော့မိစတိုးဆိုင်တစ်ခုပါဗျအိမ်နာအိမ်ဆိုင်မှာသူများထပ်ပို့ပြီးတော့900လောက်ပို့ပြီးစစ်ကြီးဒါပေမဲ့သူ့ဆိုင်တောက်ရတာတန်တယ်လေဘာဖြစ်လို့သူ့ဆိုင်မှာတောက်ရတဲ့ကူလာရတာတခြားမြန်မာနိုင်ငံအတွက်အသီးသန့်ထုတ်ထားတဲ့ကူလာတော့ပို့ပြီးအရတာကောင်းနေအောင်အကြောင်းမှကျွန်တော်တို့မှာခံစားမိပါငါတို့မြန်မာနိုင်ငံကိုပစီရဒီလိုတွင်းလာတာအဲ့မှာအဲ့ပစီရအဲ့ဆိုင်မှာပစ္စည်းပြတ်တော့ကျွန်တော်မှလည်းဒုက္ခရောက်တာဝိုင်းပြေအဲ့ပရှာတယ်လောကလုံးမီးလောင်ဘယ်နှရှာလို့ရှာလို့မသိဘူးဆိုတော့ကျွန်တော်တို့ဘာမှတစ်ခါစီကြာအချူတက်လေးလိုတာပေါ့ခါးရီစားနေစီးပွားဝင်နေဆိုရင်အခါးရီစားနေပြန်တော့လေတကယ်တော့ဘာဖြစ်မှာလဲတန်စီလွန်ပေးပဲလေခနာကိုကမလိုက်နိုင်တော့ဖြစ်မှာပေါ့ဟုတ်တယ်မလားခနာကိုကအစိတ်တောက်ဖြစ်လာပါခင်ဗျားတို့တခြားကိုဘာလို့လိုရတယ်လို့ထင်ကြတယ်ဗျအားလုံးပဲကြွနိုင်ပါဗျာကျွန်တော်ဒီနေ့လေးရှေ့ကိုနည်းနည်းလောက်ရောက်ရင်ရသလောက်ပေါ့ဆိုပြီးကြိုးစားကြည့်အောင်အားလုံးပဲကြွနိုင်